လက်ရှိအာရခတပ်တော် AA နဲ့စစ်ကော်မရှင်တပ်တို့အကြားဖြစ်ပွားနေတဲ့ကြောက်ဖြူတိုက်ပွဲတွေဟာမြို့အနီးနားအထိနီးကပ်လာနေတာကြောင့်ထပ်မံစစ်ပေးရှောင်သူတွေများပြားလာနေတဲ့အတွက်ကြောက်ဖြူမြို့လူဦးရေရဲ့3ပုံ2ပုံလောက်ဟာမြို့ပေါ်ကနေစစ်ပေးရှောင်သွားကြပြီဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူမြို့မှာပတ်စံရှမ်းသားသူအများစုကမြို့ကိုစွန့်ခွာပြီးရန်ကုန်အပါအဝင်ဗမာပြည်မဖက်ကိုစစ်ပေးရှောင်သွားကြပြီးကျန်နေသူတွေကတော့ငွေကြေးမတက်နိုင်သူတွေလက်လုံလက်စားတွေနဲ့အောက်ခြေအစိုးရဝန်ထမ်းတွေဖြစ်ကြတယ်လို့ကြောက်ဖြူဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်။မြို့မှာကျန်ရှိနေတဲ့လက်လုံလက်စားပြည်သူတွေဟာလည်းအလုတ်အကင်ရှားပါမှုကြောင့်စာဝတ်တွေရဲ့ကြက်တဲလာတဲ့အတွက်တချို့စင်းရဲနွမ်းပါသူတွေဟာအလှခံပြီးတောင်းရင်စားတောင်းနေရတဲ့အနေအထားကိုရောက်ရှိနေတယ်လို့မြို့ခံအမျိုးသားတယောက်ကလည်းပြောပါတယ်။စာဝတ်နေရေးကြက်တဲမှုအလုတ်အကင်ရှားပါမှုတို့ကြောင့်မြို့ပေါ်ကစစ်ပေးရှောင်သွားပြီးလူမနေတဲ့အိမ်တွေမှာလည်းဖောက်ထွင်းခိုးယူခံရမှုတွေရှိနေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့မှာဒေသခံတွေရဲ့ဝန်ရည်အတွက်အဓိကလုတ်ကင်တဲ့ငါးလုပ်ငန်းကိုစစ်တပ်ကကန့်သက်ပိတ်ပင်ထားပြီးစစ်တပ်နဲ့နှိစက်သူတွေသာငါးဖမ်းခွင့်ရကြလို့ကျန်တဲ့ပြည်သူအများစုဟာရက်တည်နေထိုင်ရေးအတွက်အခက်အခဲဖြစ်နေကြတယ်လို့သိရပါတယ်။